ဒါဖြင့်လောကလူတွေရဲ့စိတ်ဟာဖြူစင်တော့အောင်ဘာနဲ့လုပ်ရမလို့ဆိုရင်မြတ်စွာဘုရားကပညာယပရိသုတ်စတိပညာဖြင့်ပဲဆေးကြောလို့ရမယ်လူတွေရဲ့စိတ်ကကဲပညာနဲ့ဆေးကြောတယ်ဆိုရင်ကိုယ်စိတ်ထဲမှာကြည့်လေနဲ့မိုးတော့လင်းရောက်လို့မျက်စိလေးနှလုံးဖွင့်လာတဲ့အချိန်ကနေစပြီးတော့ကိုယ်စိတ်ကို check in လုပ်ဘာတွေတွေးနေလဲကိုယ်စိတ်ထဲမှာလောဘရှိနေလားဒေါသရှိနေသလားမောဟရှိနေသလားစိတ်ရဲ့အညစ်အကြေးတွေရှိသလားအာယုန်နဲ့တွေ့ရင်စိတ်ဟာအညစ်အကြေးတွေနဲ့ရှိနေသလားဆိုတာကိုယ့်အကို check in လုပ်ရအောင်လုပ်တဲ့အခါကျတော့ဉာဏ်မရှိရင်သိပါမလားမသိဘူးတဲ့စိတ်ရဲ့အညစ်အကြေးကြည့်နော်ကိုဝတ်တဲ့အဝတ်မှာတော့ပေးတယ်ဆိုရင်မသိဘူးလားသိတယ်စိတ်မှလည်းပဲအဲ့ဒါညစ်ပေလာရင်သိရမသိရင်ဒီညစ်ပေမှုကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့စိတ်ရဲ့အညစ်အကြေးကိုသိဖို့ရတဲ့ပညာလိုအပ်တယ်ပညာနဲ့သာလျှင်စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြနိုင်ပါလေအဲကြောင့်သိအောင်ကြိုးစားရမယ်လို့ဒီလိုပြောကိုယ်စိတ်လေးဖြူစင်ဖို့အရာစကားပြောရင်တော့လွယ်တာပေါ့စိတ်ဖြူစင်အောင်ထားဖြူစင်အောင်ထားဆိုတာဘယ်ဟာကဖြူစင်တာတော့ဘယ်ဟာမဲတာတော့မှမသိရင်ဘယ်လိုလုပ်ဖြူစင်အောင်ထားမသိနိုင်ဘူးဟုတ်ကဲ့လားဖြူစင်တာကိုမဲတယ်ထင်နေတယ်မဲတာကိုဖြူတယ်ထင်နေလို့ရှိရင်ဘယ်လိုလုပ်ဖြူစင်အောင်လုပ်လို့ရမလဲနော်